ဝဲမင်္ဂလာပါဒါကတော့ဘန်ကောက်သွားဖို့အတွက်ကိုခဏချင်းပြီးတော့စားတောက်နေကြတဲ့ trip plan ဆွဲတဲ့အဖွဲပါဆိုတို့က trip plan ကိုကြိုဆွဲတယ်ပေါ့နော်သွားတဲ့အချိန်ကြလို့ရှိရင်နေရာဆုံးမရောက်လိုက်မြမှာစိုးလို့ပါဒါတော့မနေ့ပိုင်းစထွက်ပါပြီဆိုတို့ရောက်တာနဲ့ကားငားလိုက်တယ်ပေါ့နော်အဲ့လိုကားငားပြီးသွားတာပို့ပြီးတော့အဆင်ပြေရပေါ့နော်အီကိုတွေလည်းအေးဆေးသွားရတယ်ပေါ့နော်ဦးဆုံးသွားတာတော့မြဖျားပေါ့နော်မြဖျားကိုဆိုတို့ကဒီဆိုတို့ဟိုတယ်နာက BTS ဂိတ်ကနေပဲဒီ waterpark စီးသွားတယ်ပေါ့နော် waterpark ဆိုရိုပြီးတော့မြဖျားသွားရပေါ့နော်မြဖျားတော့တက်ကိုဝင်စီ900ပါသွားရတော့ဆိုရို icon ဆိုင်ရန်ကိုသွားပါတယ်ဒီမချာရေခဲမုတ်လေးဝယ်စားပြစ်ခဲ့တယ်ပေါ့နော်ပြီးသွားရင်တော့ဆိုရိုဈေးပတ်ပါမယ်ကျမကြီးဖြစ်ပြက်နေမှုဆိုရိုအခုကတော့ဆယ်ပတ်တန်ဈေးကိုသွားနေရပေါ့နော်နောက်ရက်ရဲ့ပထမဦးဆုံးကတော့ဆိုရိုဒီ Central Village ကိုဈေးသွားဝယ်တယ်ပေါ့နော်ဆိုတော့ Central Village ကပြီးတာနဲ့ Asian 1မှာတွားကြည့်ရပေါ့နော်ဆိုတော့သွားတဲ့အချိန်ကပိတ်ရမို့လို့ထင်တယ်ဆိုင်တွေကအကုန်လုံးနီးပါးကိုပိတ်တယ်ပေါ့နော်အဲ့ဒီကအပြန်တော့ Sea Life Ocean Wolf ကိုဝင်တယ်ပေါ့နော်အရန်မိုက်တာတိလားအရန်မိုက်တာစုကူဝက် Starbucks ကိုရောက်တယ်ပေါ့နော်ဒါပေမဲ့ဆိုတော့ရောက်တဲ့အချိန်ကလေနောက်ကျနေရတယ်ဓပုံကောင်းကောင်းရိုက်လို့မရဘူးပေါ့နော်သူ့စီကလေအချိန်ရလို့ရှိရင်ဓပုံအေးဆေးဆေးရိုက်ပြီးဓပုံလှလှလေးရိုက်လို့ရတဲ့နေရာလေးအများကြီးပဲပေါ့နော်ဒီနေ့ကတော့တော်တော်လေးကိုတွားပြတဲ့နေ့ပေါ့နော်အခုရဲ့နောက်ဆုံးခီးစဉ်ကတော့ခောက်ဆံပါရှင်တတိယနေ့ရဲ့ပထမဆုံးခီးစဉ်ကတော့ချက်တူချက်မဈေးဝယ်ပဲပေါ့နော်သူစီမှာတော့အရန်တက်ပါတယ်ချက်တူချက်မဈေးဝယ်ပြီးတော့ညောင်ရောဆိုလို့ China Town ကိုတွားပြခဲ့ပါတယ်သူစီကလေးပဇွန်ရဲ့အရသာလက်ဆက်ပြီးတော့အရန်ကိုချိုးပြီးတော့အရန်ကောင်းပါတယ်လွာဆိုပြီး9လွာမှာစောင့်နေတယ်ကျမရဲ့တငယ်ချင်းနောက်ဆုံးလေးရမြောင်နေရတော့စုပ်တငယ်ချင်းနဲ့ပဲတွေ့ဖြစ်ခဲ့ပါတယ်ကျမတို့အခုဆိုရင်တော့ပြေးလွှားနေရပါပြီကျမတို့ဆိုလို့လေနောက်ကျနေရတယ်ပြေးလွှားနေရတာပေါ့နော်မနက်ကတောက်တဲ့မချတစ်ခွက်ကလည်းပြီးလေရင်ပေါ်ရောက်တော့မှစပစ်ခဲ့ပါတယ်ည7:00နာရီလောက်မှပြန်ရောက်ပါတယ်ရန်ကုန်ကိုဒါကတော့အမှတ်တရဖလော်လေးပါ